ကျမမျက်နှာပေါ်ကဒဏ်ရာရွံ့ကိုနေ့စဉ်မိတ်ကပ်နဲ့ဖုံးကွယ်ထားတဲ့ငားရမ်းချစ်သူအဖြစ်အလုပ်လုပ်ပြီးအသက်မွေးဝမ်းကြောင်းလုပ်နေတဲ့တနေ့မှာမျက်မှန်တက်ထားတဲ့ယောက်ျားတစ်ယောက်နဲ့တွေ့ခဲ့တဲ့မျိုးသမီးတွေစက်တိုက်ဆွန့်ပစ်ခဲ့လို့သူအရန်တကိုယ်တည်းဖြစ်နေတဲ့ချင်းတွေးမှုမှာကျမရဲ့ဝန်ဆောင်မှုကိုသူအရန်ကျေနပ်သွားတယ်နောက်ထပ်ငားမယ်လို့ပြောတယ်ကျမဖောက်တီတွေကိုပျော်ရွှင်အောင်လုပ်ဖို့ကြမ်းကျင်ပေမဲ့ဦးနောက်ကိုအမြဲရှင်းရှင်းလင်းလင်းထားတဲ့ကိုဘသူရဲ့တကယ်ချစ်သူလို့ဘယ်တော့မှမယူဆဘူးဒီအလုပ်ကြောင့်သူငယ်ချင်းတွေရဲ့ဖိတ်ခေါ်မှုတွေကိုတောင်းညင်းပယ်ခဲ့တယ်တနေ့မှာအထူးဖောက်တီတယောက်နဲ့တွေ့ခဲ့တဲ့သူငယ်ချင်းတွေကိုချစ်သူရှိတယ်လို့ကြွားခဲ့လို့ကျမကိုအခန်းဆောင်ဖို့ငားခဲ့တာနှစ်စုံချင်းတွေးမှုရုပ်ရှင်ကြည့်ဖို့အတူသွားခဲ့ကြတယ်ရုပ်ရှင်ပြီးနောက်လူတွေဇလန်းဆွေးနွေးနေကြတယ်သူငယ်ချင်းတယောက်ကရုတ်တရက်စကားကိုကျမတွင်ပြင်စီပြောင်းလိုက်ပြီးပြောင်းလောင်လိုက်တယ်ကျမရဲ့ professional ရည်ချင်းကြောင့်အဆင်မပြေတဲ့အခြေအနေကိုကြမ်းကျင်စွာဖြေရှင်းနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ယောက်ျားကသူ့ချစ်သူအတွက်ယက်တီပေးခဲ့ခြင်းမရှိဘူးနောက်ပိုင်းတောင်းပန်ခဲ့ပေမဲ့ကျမတော့တမကြသေးပဲလှည့်ထွက်သွားခဲ့တယ်မကြခင်စာအုပ်ဆိုင်မှာတဖန်တွေ့ခဲ့ကြတယ်အဲ့တခါကျမမိတ်ကပ်လုံးဝမလိမ့်ထားဘူးမျက်နှာပေါ်ကဒဏ်ရာရွံ့လုံးဝထင်ရှားနေတဲ့ရှက်ဖြင့်သူငယ်ချင်းရဲ့ပြုမှုမှုအတွက်ထပ်တောင်းပန်တယ်ဒါပေမဲ့ကျမခွင့်လွတ်ဖို့ညှင်းပယ်ခဲ့တယ်ကျမကိုပြန်ဖြေရှင်းဖို့ဆုံးဖြတ်ပြီးတနေ့လုံးငားလိုက်တဲ့ရေကြီးတောင်ရေကန်စီခေါ်သွားတယ်စီးမြင့်ရတနေ့လုံးချင်းတွေ့ရင်လက်တွဲလို့ရပေမဲ့သူရင်ကျေးစွာညှင်းပယ်တယ်ကျမသူ့ချစ်သူဟန်ဆောင်ယုံပဲလုံလောက်ပြီလို့ပြောတဲ့ချင်းတွေ့ရင်သူအစင်မပြေစွာအချက်လက်နဲ့ဘဟုသူအမျိုးမျိုးရှင်းပြပေးတယ်ပထမဆုံးအကြိမ်ကျမစစ်မှန်နဲ့ပြုံးရမျက်နှာပြခဲ့တယ်ငားရမ်းချစ်သူတွေဖြစ်တဲ့ကျွန်တော်တို့အများစုကဖောက်တီတွေနဲ့စားတောက်တာစကားပြောတာဈေးဝယ်တာပဲလုပ်ပေးကြပေမဲ့ဖောက်တီမိအားပြကျွန်တော်တို့ကိုအခွင့်ကောင်းယူဖို့စူးစမ်းကြတယ်အချိန်ကုန်လာသည်နဲ့အမျှအဲ့ယောက်ျားကကျမကိုတဖြည်းဖြည်းချစ်မိလာတယ်သူချစ်ရတဲ့အမျိုးသမီးတခြားယောက်ျားတွေနဲ့ချင်းတွေ့နေတာကိုတီးမခံနိုင်တော့ဘူးဒါနဲ့ငားရမ်းချစ်သူအလုပ်ကနေနှုတ်ထွက်ဖို့တောင်းဆိုတယ်ဒါပေမဲ့ကျမတစ်ချက်မှတွန်းဆုံမှုမရှိဘဲညှင်းပယ်လိုက်တယ်